Judas wa maneli kusolo na sibwena. Okay, stay ma da graphic high bet ha. Tega atra tha china. Phone la mshi yaw. Okay. Ta lai de ni le ba la kwa. Tane ba lauk se la mshi. Pyin mo kawn lai da. Okay, မြို့လေသွားတွားမွေအောင်မှာဟာမစိတ်ဝင်လာတော့ပါလားဟာဘယ်လိုလဲဟာကြော်ရှိရပါအဆောင်ပြေရှိလာခဲ့ပါအောင်โอเคတွားလိုက်အောင်ဘာလုပ်ရမှရှိရင်ပြင်းမကောင်းတော့လည်းတွားလိုက်မယ်သူရှိပဲဒီမှာပစ္စည်းဘယ်လိုတော့မြည်ဒီမှာထားရတာမသိစီကံမရှိလိုက်တာကွာအဲအညီငယ်ကောင်ပဲထင်မယ်ဒီကောင်လေးတုံးပြီးစီကံမရှိရော့ငါလည်းထားမှပြင်သွားပြီအေးထားလိုက်ပါဦးဟာလမ်းဆန်းသွားတာပဲကွာအကျော်လေးပဲဆန်းလာအောင်မင်္ဂလာပါတော်သားလေးတွေโอเคကျွန်တော်ဒီနေ့လုံးမဲဆိုပါတော့ဒီမှာနှုတ်တွေမှာမှတ်တာပါဒေါ်လာ1500စုမယ်ဇွန်ဘီတက်မယ်ဘိုင်တော်သားလေးနှိမ်နေပြီးတော့ကျင်ငါဝင်ယူမယ်ဘိုင် area 51ကိုသွားမယ်ပါနော်ကောလာဟာလာထရနဲ့ချိုးသားရရှိနေဆိုရင်ရောโอเคကျွန်တော်ဒီမှာစစလာခြင်းဒေါ်လာ300ပဲပေါ့နော်ကျွန်တော်ဒီ gain ဟိုလာမလုပ်ခင်တည်းကကျွန်တော်စမ်းဆော့ကြည့်တာဒေါ်လာ1300ကျော်ဖြစ်ကျွန်တော်200ကျော်ပဲစုရအောင်โอเคကြော်ရှိသွားလာမယ်ကွာဟာဘယ်ကကားလဲဟာဒီကားတော့ဟာမပပူတို့ကနေပါလားကွာဟာရောင်နေမင်းတို့ဒီမှာဘယ်ချိန်တည်းလာထုံးနေရလဲကွာငေါ့လည်းမပေါ့ငါအိမ်ထဲမှာတယောက်တည်းပြင်းနေမတွေ့ရတာကြာပြီကွာတွေ့အောင်လေးထင်းလေးတစ်ချက်လောက်ရိုက်လာဟာရောင်ဘာဖြစ်လဲမင်းဒါလေးစတာဘာဖြစ်လဲဟာဟဲ့အောင်ထုံးအဲ့ကောင်ဘာဖြစ်သွားလဲကွာငါလည်းမသိပါဘူးကွာအဲ့ကောင်ဒီရက်ပိုင်းစိတ်မမောင်ဘာဖြစ်ရမလဲကွာဒါလေးစတာအိမ်ကကြော်ကြီးခေါ်လို့ခဏသွားလာရမှာကွာဟာရောင်ငါကဘယ်ကောင်မောင်းနေရကွာတခုတ်ခုန်ထိနေပြီလားမသိဟာသွားလာအောင်ဟာဟဲ့အနောက်မှာလူတိုင်းမိပါပြီကွာဟာဟဲ့ငါလောက်ရမဟုတ်နော်ငါမှုပတ်တော့မှာကွာဒီမှာမတွေ့လားမသိအမြန်ဟိုလောက်လာအောင်ပတ်စံလေးကောက်သွားလိုက်ဟဲ့ငါတက်တာမဟုတ်နော်အဲ့လူဟာတော့ကားပေါ်မှာလည်းဘယ်သူမှမရှိဘူးဒီကားချိန်သာတိတ်နေမှမသိတော့ကွာဒီကောင်ဆိုင်ငယ်ယူမောင်းသွားလိုက်တော့နောက်ငါမမောင်းပဲနဲ့သူ့ဟန်သူမောင်းပြီးလူတွေလိုက်တက်နေမှာမှုပတ်နေဟာအရှိမလူတယောက်တိုက်ကန်တူဟာငါ့ဘာလာတိုက်တော့ဟာအိမ်ပြင်လေး200လောက်မထွက်လိုက်ကဘာကြီးကဘာဖြစ်နေရလဲကွာဟဲ့ဒီမှာရဲတွေမရှိဘူးလားဟမ်လူရပဲပြောင်းပတ်စံလေးကောက်လာလူမမြင်လောက်နေသူအေးသွားလိုက်အောင်ဟာရဲကားတဲ့နေကြားနေရပြီဟဲ့ငါတက်တာမဟုတ်နော်ဟိုကောင်တောက်ရတာကာကုနာကားနဲ့ကောင်အေးဟိုဘက်မှာအေးကောင်ဟိုဘက်သွားသွားလိုက်ဖန်โอเคကြောရှိလမ်းလျှောက်ပဲသွားလိုက်တော့အရှိမကားဆိုင်တွေ့ဟေးကောင်လေးနောက်လာကြောင်းဖွင့်ပြီနော်ဟမ်ခေါ်လီစကားပြောတာအဲ့ကောင်ဘာစကားပြောသွားတာလိုက်တန်ဘာလဲမပြောချင်လို့ပြောထွက်ပြေးလို့ရမတင်လူကောင်လဲဒီကောင်ရက်ကွာထဲမှာလဲကြောင်းတောင်းကောင်နေပြီကွာဟာရမင်းဘူးတည်းညီမမင်းနဲ့ဟိုကောင်ကမင်းကိုပန်းနေတော့ရန်ဖြစ်သေးရဲ့လေဟဲ့မတွေ့ရကြပြီနော်အေးငါလည်းမရိုက်တာကြပြီကွာဟဲ့ဘာလို့နိုးလဲမင်းဒါလေးစတာကွာမင်းတို့ကနေကွာပြောင်းလဲကုန်ကြပြီတောင်းမှာကွာချိန်တာနောက်ကြနေဟိုကောင်လဲစောက်ကြမ်းတော့အိုးဟိုမှာငါ favorite ကားလေးကွာ BMW လားသွား Tesla လားသွားငါချက်ကားလေးကမှအကောင်းဆုံးကွာချက်ကားလေးကြိုက်ဆုံးကားဟိုကလေးရှိသွားမယ်ပေါ့နော်ကြော်ရှိဒီဘောကသူပြောအဆောင်ပြတ်တာဟိုနောက်ကโอเคခုစံတော့ရောက်လာပြီပါသူချိန်တာနေအဲ့ကောင်လည်းမတွေ့ရအပေါ်မှာလားမသိဘူးပေါ်ရတက်ကြည့်အောင်ပါအဲ့ဘာလို့ငါခေါ်ရပါလဲတောက်ပါမှာ
ရေဒီမှာလာတဲ့ဟာပတ်စံရောဒုံးကြီးရောပါလားဟာဖះမကြော်ဒီမှာဘာလို့ဒါဝိုင်းငါ့မတွေ့ရကြဘူးတွေ့တော့လေတပုံရအောင်โอเคဟဲ့လာလေကွာမင်းကလည်းရှက်နေစောကြီးပြကျွန်တော်တငယ်ချင်းရှက်တတ်တယ်မင်းကွာမရှက်ပါနဲ့ကွာမင်းတို့ဒီဆိုင်ပေးဖို့စောင့်တာဟုတ်ဟုတ်တယ်ကွာအမေကမှတ냐တိုက်တာကွာမင်းတို့ကောင်းရည်တာโอเคဟိုကားဆိုင်အောင်လေးပဲစီပါလားဦးော်ကန်ရဲ့လေခွင်းမှာ UFO တွေတွေ့တာဒီကောလာဟာလာကြီးထွက်နေကွာတွားကြည့်လိုက်အောင်ကားစီမရှိဆိုစီတွားဖြေးလိုက်အောင်ကွာစီရင်ဖြည့်ပြီးတော့မှဦးော်ကန်ရဲ့လေခွင်းတွားကြအောင်โอเคဟိုမှာစီတန်ရောက်တော့မယ်စီဖြည့်မယ်โอเคဟာဟိုမှာအရှိမဘာကြီးလည်းမသိဘူးကွာဟာဒါဆိုကောလာဟာလာတဲ့တကယ်ကြီးရောလားကွာပြောဖို့တွေ့ရဆိုဟာဦးဟောကန်နဲ့ကရွာခဏပြန်သွားတယ်လို့ကြားတယ်ကွာသူ့အိမ်ကတစ်ချက်စမ်းဝင်ကြည့်အောင်ပဲကွာဟုတ်โอเคမိုးလေးချုပ်တော့မှာကွာအန်ဒီနည်းရှိပုံပဲရတယ်ဟာအန်ဒီရှိတယ်ဘာတော့ဟာမနှိပ်ပါနဲ့တဲ့အန်ဒီရှိတယ်ဟာရငါလက်တွေကဘာဖြစ်တာကွာမရတော့ငါနှိပ်တာမဟုတ်တော့ငါလက်နှိပ်လိုက်တာဟာဘာတန်နေလဲဟာကားပေါ်အမြင်တက်မှာအန်ဒီအငွေ့တက်ရနေဟာရှိမှလူကြောက်ပါဟာရဘာလဲလူမဟုတ်တော့ဘူးကွာဘာကောင်းလေးလေဇွန်ဘီဒီလားမသိဘူးကွာဟာဘယ်ကနေထွက်လာတာဟာဦးကကန်နေရတော့ကွာအိုင်ဆန်တရာလည်းမသိဘူးဘာလဲမင်းတို့မတိုက်ချင်ပါဘူးကွာဒါပေမဲ့ဖြစ်မနေတိုက်ရမှာလို့တိုက်တာပါလူဆိုတာကိုလောက်တာတဲ့လောက်ရောက်ကိုယ်ကတောင်းဝင်ရတယ်ကွာမထွက်ပြေးပဲငါမင်းတို့ပြန်တိုက်ခိုက်ဟုတ်ပြီတေးစမ်းအဲ့မှာတေးမင်းတို့ကောင်းနေနောက်ပြန်မဲ့တိုက်တတ်မှာကွာတေးအဲ့မှာတော့လာတေးတေးအဲ့မှာဟာငါကဘုံထီပြီငါကဘုံထီပြီငါကမီးလောင်နေပြီငါကပေါက်ကွဲသွားပြီကွာဒီမှာဖြစ်ပြနေအောင် line ပေါ်တင်မရမယ်ကွာဥရောကန်နေအကြောင်းဥရောကန်နေဘာစမ်းတန်းနေတာလဲကွာကျွန်တော်မှဘာကောင်းလိုက်ပြီလည်းမသိဘူးဒီမှာတော့ကျွန်တော်တပေါက်ရိုင်လိုက်ဖုန်း error တက်ပြီးအဲ့မှာအဲ့တိုင်းပဲရှောက်ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြန်ထွက်ပြန်ဝင်လိုက်ရပါပတ်စံလည်းမှာ1400ကျော်ပဲကျန်မှာတော့โอเค rate ပြန်စားမယ်ပေါ့โอเคကားပေါ်မြင်တတ်မယ်အကောင်လာနေပြီโอเคတိုက်တက်ပြီဟာရအောင်ဘယ်ကောင်လဲ4 dimension ကောင်လဲဟုတ်လားကားကြီးပဲဖြောက်အောင်โอเคဒီကတော့မရတော့4 dimension ကောင်ကြော့ထားယူလိုက်စမ်းတေးနောက်တော့လာတေးစမ်းပဲပြောက်ရတယ်လာကန်ကောင်းရတယ်ကွာမင်းတို့ကတေးစမ်းတေးโอเคနော်ကျွန်တော်ကားနဲ့ပဲအကုန်လုံးလိုက်ပြီးတိုက်တက်လိုက်ပါမှာဗီဒီယိုရှိအောင်ဆိုကျွန်တော်နေရှိလိုက်မယ်ကားပေါ်ခဏစင်အောင်ပါကွာအဲ့ကောင်နေကိုယ်တိုင်သွားချမှာကားနဲ့တိုက်တာမောလာโอเคမင်းကောင်ကားပုံနဲ့ပြင်မယ် yo take this မောင်လေးကမောင်လေးကဟေးမောင်လေးကဟာပြောင်းဘာပြတာပြေးမရတော့ပြေးဟောင်းပြေးမရတော့ရောအင်းတော့တပုံးလေးရိုက်သွားလိုက်မဒီကောင်နဲ့က
ဟိုနေ social media ပေါ်မှာချပြမှရမယ် okay လိုက်လာကြဒီချိန်မှာကျွန်တော်ဖင်ရိုက်တပုံသွားရလဲဖုန်းပြန်ထည့်သွားပါတယ်ကျွန်တော်ပထမတစ်ခါတပုံရိုက်နေဟိုရက်သွားတာ error ထင်တယ်ဘောနော် game error ထင်ဒုတိယတစ်ခေါက်ထည့်ရလာပဲဟုတ်မယ်ကျွန်တော်ဖုန်းအားမှာတကယ် error ဖြစ်အဲ့ဒါနဲ့ကျွန်တော်စိတ်ညစ်ပြီးတောင်ပေါ်ကနေခုန်ချကိုစိုက်လောက်တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ကန်တရားကြီးကလည်းငါးပတ်မှမရှိလိုက်တော့ကွာပတ်စံ1500ပြည့်ဆိုအဲ့လိုဟာဟဲ့ဘယ်ကပတ်စံလဲဟမ်ဘလူလာထားသွားတာဟာပတ်စံလည်း1500ပြည့်ပါဟိုကန်တရားကြီးကငါးပတ်မှရှိနေတော့မယ်လားတီးကွာခုံချပြီဟာခုံချတာလည်းပတ်စံရတယ်ဟာအဲ့နဲ့ကျွန်တော်နောက်ထပ်ထပ်ခုံချလိုက်ပါတယ်အော်ရောโอเคအခုတော့ကျွန်တော်ကျေ9ဝင်းစီစဉ်စားရတာတောသားတွေတက်ပြီးကျေ9ဝင်းယူပါမယ်ပေါ့နော်တကယ်ရတော့ကျွန်တော်ပြောတာနော်ကျွန်တော် graphic high လောက်ပဲထားသလား ultra တော့မထားတော့ဒါမှ shadow လည်းပိတ်တာသေးမကြည့်ရဘလောက်လှလိုက်တဲ့ရှုခင်မျိုးတော်တော်လှတာကျွန်တော်နောက် view တွေကြရင်ultra နဲ့ဆော့ပြရမယ်ပေါ့နော်ကျွန်တော်နောက် idea တိထွက်လာလို့ရှိရင်အဲ့ကကျရင်ကျွန်တော်ဖုန်းအပြည့်သွင်း ultra နဲ့ဆော့ပြရမယ်ဒီကဖုန်းအနေနဲ့ဟိုပဲလောက်လိုက်โอเคတော့နောက်ပြန်တိုက်တာโอเคဟာမထိပါဘူးလေလားကွာမထိရင်ရှေ့ပြန်တိုက်ပြီးတော့ကွာတေးလမ်းโอเคဟာအရှိမရေးပါလားရေးလဲတိုက်တာပြီโอเคကျွန်တော်ကျေတဝင်းရပါပြီပါကျွန်တော်ဒီကားနဲ့ဆင်မပြေဘူးတော့ဟိုလောက်ဖို့တော့ကျွန်တော်ထွက်ပြေးတဲ့ခါကျရင်ပြန်ကားလို့ရပါတေးလမ်းနင်းလို့ကောင်းဟာနောက်တော့ဟမ်အဲ့မှာမျှတာပါကွာတကောင်တက်ပြီးတကောင်တော့ဟိုထားခဲ့တာဒီရဲတွေကဘာလုပ်လဲတောင်မသိတဲ့ရဲတွေတိုက်တက်ပြီးတောင်မသိတဲ့ရဲတွေတပင်လောင်တိုက်နောက်ထပ်ရဲတွေလည်းတိုက်တက်မယ်ဟောနဲ့ဘာလုပ်မရှိတောင်သိတဲ့ရဲတိုက်တက်ဟမ်ဒီဘာလို့တောင်သိတဲ့ရဲတွေတိုက်တက်တာလဲအောက်တိုက်တက်တီးချင်နောက်လာဖမ်းလို့ဒီရဲတော့ကန်ကောင်းနေတယ်တေးရန်ကွာဟာရအဘလူလေဟာမူနီစာဘီဒီဟာမူလားဘယ်ကျွန်တော်ကျေတုံးမွေးဖြော်ရပါတော့ဖုန်းကလည်း30ပဲကြောက်ပါတော့โอเคညအမောတေးတယ်ဟာရစလေးရဟာပတ်စံရစလေးရရင်ပတ်စံရတာโอเคကျွန်တော်စလေးရရင်ပတ်စံရရင်ကျွန်တော်သိပါမယ်တေးရကျွန်တော်စလေးရမယ်ပေါ့1 2 3လေးမယ်ဟာဘာရှိမှလာခံနေသေးတယ်ကွာတော့ဒီကောင်းလေးအရင်ရှင်းလာမှစလေးရပြီโอเคတော့ဒီကစလေးပဲရရတော့โอ้ว้าวเจ๊ရ slip လာတော့ရိုက်နေတာရမရတော့ဒီရဲကစောက်လာကျင်9ဘွဲရလည်းမပြေတော့ကွာရှင်းမလူတယောက်တူဒီကောက်ပြင်းမပြေလို့ရင်ငါမစော့တော့ကွာရကျင်9ဘွဲပြေသွားရောโอเคကျွန်တော်နောက်ထပ် mission တစ်ခုတိုင်း area 51ထွက်ပြေးမယ်ပေါ့ကျွန်တော်ဒီမှာစကားပြောရတဲ့ချက်ရက်ရမယ်ပေါ့ဒီလိုမျိုးအပိုင်းဆိုတာလုံးဝစိတ်ဝင်စားကြည့်ရတဲ့အပိုင်းပေါ့နော်သူ့ရဲ့တီးလုံးတန်နဲ့ထွက်ပြေးတဲ့အခန်းကဏ္ဍနဲ့ပေါ့နော်
ဘယ်လိုမျိုးထွက်ပြေးသွားမှာဆိုတော့ဒီထဲမှာ epic moment တစ်ခုလည်းပါတယ်ပေါ့နော်ကျွန်တော်အခုစကားပြောရခဏရက်လာလိုက်ပါကျွန်တော်ပြောတဲ့ epic moment ဆိုတာအရှိမတူလာဒီချောင်း6လုံးမှာကိုင်းနဲ့မြန်မာလူကြီးကြော်ဖြောက်ရပါတယ်မြန်မာလူကြီးမဟုတ်အားလုံးကစမ်းကြည့်အခုဆိုတော့ကျွန်တော် area 51ကိုရောက်တော့မယ်ပါကျွန်တော်ဒရာသေးလေးတစ်ခုဖြတ်ပြီးတော့ရောက်ပါโอเคရှေ့မှာတော့ area 51ကိုမြင်နေရပြီပါဟာနောက်ဆုံးတော့ရောက်လာခဲ့ပြီကွာ area 51โอเคကျွန်တော်ကားလည်းတော်တော်လေးပျက်စီးနေပြီပါโอเคကျွန်တော်လွတ်မြောက်သွားပြီပါနော်လက်ကျင်းငါဝင်ရတယ်ကျွန်တော်ကျွန်းတောက်လေးတစ်ချက်သွားနားယူလိုက်ပါအားရောကားကြီးလေးထောက်ရရောစိတ်မအောင်ကွာမင်းကလည်းခွဲရတာကားကြီးကျွန်တော်ဘူးတော့တောင်နောက်လေးမှာခဏပုံလာလိုက်မယ်ကျွန်တော်ပိုင်နဲ့ကြွကြမှုနဲ့ကျွန်တော်လာဖမ်းတယ်ဟာဟမ်အရှိမဘာကြီးလဲဟမ်ဟာဒါလူတွေပြောနေတဲ့ area 51 UFO train ဆိုတာအမှန်ပဲကွာဦးစွန်သူတို့ရဲ့လှုပ်ဝက်ချုပ်တီးပါလို့ငေါ့လို့ဖန်ရန်ထုတ်လိုက်ပြီကွာချီနေမကောင်းတော့ကွာငါဒီကျွန်းကနေထွက်ပြေးတော့မယ်အဲ့လေဒီလိုမကောင်းနိုင်မလုပ်ချင်တော့ကွာလူမရှိတဲ့ကျွန်းပဲဝေးဆုံးနေရာမှာတယောက်တည်းပဲနေပြီအေးချင်းချင်းချေးတော့ကွာโอเคကျွန်တော်မြေပုံမကြည့်လိုက်ပါတော့ဒီနားမှာခြေခဲကျွန်းတွေ့တော့မှကျွန်တော်သွားချေးပါတော့မယ်အခုတော့ငါရဲ့မကောင်းမှုတွေတော့ဝတ်ခံနေရပြီပဲဝတ်ဆိုတာထားပဲကွာကောင်းတာလို့ကောင်းတာရဆိုးတာလို့ဆိုးတာရဆိုးတာတွေပဲလုပ်ပြီးကောင်းတာလုပ်ချင်လို့မရဘူးโอเคကျွန်တော်လွတ်မြောက်ပါပြီပေါ့ဒီမှာဗီဒီယိုတစ်ခုလုံးတောက်တော်လေးလောက်ကုန်သမျှအရာတွေအားလုံးဖယ်လိုက်လို့ရှင်ကောင်းဆုံး retention app ရှောင်းပါတို့ဒီဗီဒီယိုကျွန်တော်ဘလို့ချိန်မျိုးမှကြည့်စေချင်လဲဆိုတော့ပေါ့နော်တယောက်တည်းရှိနေတဲ့အချိန်မိုးအောင်နေတဲ့အချိန်လေးတွေတိုက်နေတဲ့အချိန်လို့ချိန်မျိုးမှကြည့်စေချင်တော့ပါကဲကိုပီနာမှာလူတွေပါရှောက်လို့အယုံပြက်စရာရှိရဆိုတော့ဒီဗီဒီယိုလေးကိုခဏရက်တာပေါ့နော်ဒီမှာကိုတယောက်တည်းရှိတဲ့အချိန်ကြမှာဒီအပိုင်းလေးလာပြန်ကြည့်ဖို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အရှင်းနာနည်းနည်းရကျွန်တော်မျက်လုံးဖွင့်လိုက်မယ်ပေါ့နော်အဲ့ချိန်ရလို့ရောက်ပါတော့လေတန်လေတိုက်တန်နေကြအောင်လို့အတန်လေးနည်းနည်းချဲလိုက်ပါတော့